မင်္ဂလာပါခင်ဗျာ Manchester United အသင်းအခြေအနေကတော့အခုဆိုရင်အားလုံးစောင့်ကြည့်ရမယ့်အပြောင်းအလဲတစ်ခုကိုရောက်ရှိနေပါပြီပြီးခဲ့တဲ့ဇန်နဝါရီလကမှယာယီနည်းပြအဖြစ်တာဝန်ယူခဲ့တဲ့ Michael Carrick ဟာအားလုံးကိုအံ့အားသင့်အောင်စွမ်းဆောင်ပြနေပါတယ်မနေ့တနင်္ဂနွေနေ့က Old Trafford မှာ Aston Villa ကို3-2နဲ့အပြတ်အသတ်အနိုင်ယူခဲ့ပြီးနောက်မှာတော့ United ဟာ Premier League ဇယားတဲ့အဆင့်3နေရာကိုအခိုင်အမာရယူထားနိုင်ခဲ့ပါပြီCarrick တာဝန်ယူခဲ့တဲ့9ပွဲမှာ9ပွဲအထိအနိုင်ရထားတဲ့စွမ်းဆောင်ရည်ဟာတာမန်မဟုတ်ပါဘူးအထူးသဖြင့် Premier League နီးပြပွဲပထမဆုံးအလုပ်မှာတင်အင်ကွင်း6ပွဲဆက်တိုက်အနိုင်ရခဲ့တဲ့စံချင်းဟာ Sven-Göran Eriksson, Carlo Ancelotti နဲ့ Manuel Pellegrini တို့လိုနီးပြကြီးတွေနဲ့တန်းတူထစ်သွားခဲ့ပါပြီဒါကြောင့်လည်းအသင်းဖော်ဟောင်း Wayne Rooney က Carrick တို့အမြဲတမ်းနီးပြအဖြစ်ခံအပ်ဖို့100%ခောက်ခံလိုက်တာပါ Rooney ကMichael Carrick ရဲ့ဆရာနဲ့အရေးချင်းကိုကျွန်တော်ကောင်းသိပါတယ်။အခုချိန်မှာ United ကစားသမားတွေကမေတ္တာထားပြီးမဲ့သူပြီးတော့ကလပ်အကြောင်းကောင်းသိတဲ့တည်ငြိမ်တဲ့ခေါင်းဆောင်တစ်ယောက်ကိုလိုအပ်နေတာပါ။ Carrick ကအဲ့ဒါတွေကိုပေးနိုင်ခဲ့လို့ပဲကစားသမားတွေကအရင်ကထက်ပိုပြီးစီးစီးလုံးလုံးနဲ့အရေးအချင်းရှိကစားလာနိုင်တာဖြစ်တယ်လို့ BBC Radio 5 Live မှာပြောကြားခဲ့ပါတယ်။ဒါပေမဲ့အသင်းရဲ့အဆူရှယ်ယာရှင်သစ်စာချင်း Redcliffe ကတော့အခုထိလောဆုံးဖြတ်ချက်မချသေးပါဘူး။ရှန်ဟိုင်းမှာကျင်းပတဲ့တရုတ် Grand Prix ပိုင်းဝဲမှာသတင်းနောက်တွေကမေးမြန်းနေပေမဲ့သူကတော့ Carrick အလုပ်ကောင်းလုပ်နေတဲ့ဆိုတာကိုမဲ့ဝန်ခံပြီးအနာဂတ်တက်ကိုတော့နွေရာသီကျောင်းမှာအားလုံးကိုသေချာသုံးသပ်သွားမယ်လို့ဆိုပါတယ်။ Carrick ကိုယ်တိုင်ကတော့ဒီစူးညံနေတဲ့သတင်းတွေကြားမှာအရန်ကိုတင်းငိမ်နေပါတယ်။သူကဒါတွေက noise တွေပါမယ်။ကိုကနားထောင်နေမှသာစူးညံတန်ဖြစ်တာပါ။ကျွန်တော်အဖို့ဘာမှတက်ရောက်မှုမရှိပါဘူးလို့ဆိုပြီးလာမဲ့တောချနေမှာကစားမဲ့ဘုံမောက်နယ်ပွဲကိုပဲအာယုံဆိုင်ထားကြောင်းပြောသွားပါတယ်။ကဲ United ပြည်သက်တွေအတွက်တော့ဒါဟာတကယ်ကိုရင်ခွန်းစရာအခြေအနေပါပဲ။ Carrick က United ကိုအောင်မြင်မှုလမ်းကြောင်းပေါ်ပြန်တင်ပေးနိုင်မယ်နီးပြဖြစ်မလား။ဒါမှမဟုတ်တခြားနာမည်ကြီးနီးပြတစ်ယောက်ကိုပဲခေါ်ယူမလားဆိုတာစောင့်ကြည့်ရမှာပါ။သင်တို့ရောဘလို့ထင်ကြလဲ။ Carrick ကိုအမြဲတမ်းနီးပြအထည်မြင်တွေ့ချင်ကြပြီလား။ comment မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး